အခုခေတ်ကောင်မကအောက်တန်းကြတယ်လူဆိုတာစင်းရဲတာချမ်းသာတာသူများမပြောဘူးအတိကကဘလုံးဘက်ကောနေစားပဲလိုက်အကျင့်စရိတ်ကကောင်းဖို့ပဲလေသူများဒီမှာတော့တလကြော်လာနေပြီသူများမင်္ဂလာဆောင်တဲ့နေ့ကြမှာပဲတခြားကောင်နဲ့ထွက်ပေးသွားတာဒါမျိုးမိန်းမကလေဟိုတိုင်းပြည်မှာဒီလိုမိန်းမရှိလို့ရှိရင်အကောင်တပ်ပလိုက်ရမှာငယ်ဦးဒီဟာလေကချင်ငယ်ဦးဒီထောင်းမြမတွတ်ထည့်ရမှာအဲ့ဒီကိုဒါလောက်ရွာတာဒီမင်းသားအတီတီတို့သားလေးဟာတဲလို့နေမှာပေါ့ကြီးတာတော့ရွေးရနေမှာပေါ့မပြောပါဘူးမလေးလေးမပြောချင်တယ်ဘာတက်ဆာမရှိတဲ့မိန်းမဘာလို့မှာတော့ဒီတို့သားကဟာတဲလို့နေမှာအကြီးကြီးတော့ရှာတယ်လို့မျိုးမိန်းမပဲရွာလဲပြင်းဦးလေးမျိုးပဲရွာမဟုတ်ဘူးကောင်းမတန်ဖိုးစစ်ပြေးဆောင်ပင်ကြီးတန်ဖိုးစစ်ပြေးဆောင်ပင်ကြီးရဲ့နောက်တော့ကောင်းမှနေတယ်တန်ဖိုးစစ်ပြေးဆောင်နောက်တော့ကောင်းမှနေတာတဲ့ပါဟောင်းနောက်တော့ကောင်းမှနေတာစစ်ပြေးဆောင်လာတာအောက်တန်းကြလိုက်တာဒါမျိုးမိမဟွာလေးဟွာသူ့ဟာသေးလို့နေမှာအကြီးကြီးတော့ရှာတယ်အောက်တန်းကြတော့သူတို့သားတနာပါတယ်မို့လေအစနဲ့သူများမကြိုက်ရင်မလုံနဲ့ဟုတ်တယ်လေဟုတ်တယ်ကြည်တလားကြော်နေပြီသူများဒီနေ့မင်္ဂလာဆောင်လေးရေးကြမှာအမလည်းမျက်နှာမငယ်အာမငယ်နဲ့မငုံနဲ့မိမတယောက်နဲ့မိရမကြနဲ့တန်ဖို့မရှိဘူးဟုတ်တယ်ဟွာလေမတန်ဘူးပေါ့နော်အဲ့လိုအစင်တမ်းမရှိတဲ့မိမတယောက်နဲ့မိရမကြနဲ့မတန်ဘာလို့မလဲဒါမျိုးမိမဟွာကချင်ငယ်ဒီထောင်းပြီးအဲ့ထဲကိုတွတ်ထက်မမေလည်းသားပါဦးသူတို့သားဟာတေးလို့ဟမ်သူတို့သားဟာတေးလို့အကြီးတော့ရှာတာအဲ့လိုမျိုးမိမအောက်တန်းကြတာသူတခြားယူလဲသူမပြောတော့ဘူးအဲ့လေဝတ်လေမှာသူအောက်တန်းဘာမှမပါဘူးအမတို့ကထုတ်တာအမလည်းအခုကလည်းပါလိုက်ပါဒီအမကလေဘောဖြစ်နေဖြစ်တယ်အမကဒီမှာအခုလောလောဆယ်အမဝန်ထမ်းတွေခီးသွားနေတယ်ဖြစ်နေတယ်ဝန်ထမ်းနဲနေထားလိုက်တက်ကတော့သူမျိုးပစ္စည်းကိုခိုးလို့ပဲကျွန်တော်ကြည့်ရအောင်နော်ဒါကကြတော့အမတို့မပြောင်းဘူးဆိုတော့ခိုးတာပဲတကယ်ပြောတာအမကလေအမညီမလေးတို့အိတ်တွေလည်းမစစ်ဘူးရှင်းမှာတော့ဝန်ထမ်းများတယ်ဆိုလည်းအလဲကျစစ်ခိုင်းတယ်အမဒီမှာလေးယူနေတာဘိုးနေရတဲ့ CCTV မှာတွေ့ရဲဆက်တက်ယူနေတာအမတို့ကဟိုမဖြစ်တာဒီမှာဘောလုံး CCTV ရှိတယ်ဟိုချောင်းထဲကအစားဒီလိုအလုံးမဟုတ်ဘူးတက်ပြားရှိတယ်အမတို့အကုန်ရှိတယ်ဒီမှာလေးယူနေတာနည်းနည်းမဟုတ်ဘူးအများကြီးပဲအမအမျိုးသားအမကညင်းလို့မနက်ကကြတော့အမ CCTV တခါလည်းရှိတယ်ကိုမပြောတော့အတွက်ဟိုမှာဖြစ်ပဲနဲ့မပြောနဲ့ဟိုဒီနေ့တော့စစ်လိုက်မယ်ဆိုပြီးတော့အိမ်မစစ်တာကြားနေပြီမေးကြည့်ဟိုလားတွေကလေးအမတို့ကစစ်တယ်ဒီတလားလုံးမစစ်ဘူးဆိုတာဝန်ထမ်းနဲဝလို့ဆိုခရီးသွားတဲ့ဝန်ထမ်းရှိတယ်အဲ့လိုမျိုးပေါ့အမတို့ကမစစ်တာညီမလေးကဘာဖြစ်လို့ဒီဝန်ထမ်းတွေလည်းဒီမျိုးလောက်ရပြောပြတာအမတို့ကညီမလေးတို့ကိုတကယ်ပြောတာဝန်ထမ်းဆိုမှမိသားစုလို့ထားတာညီမတို့လည်းသိတယ်မလေးတို့အမတို့ကဘာလို့လုပ်နေလဲပြီးတော့မနာလေးနှစ်ချုံဝင်လာတော့မဟုတ်ဘူးမဝင်လာဒီလားမဝင်လာလေဝင်လာတော့မကြသေးဘူးလေမပြေဘူးလေအမလေးကအရင်ရဲတွန်းတယ်လို့ဖြစ်တယ်ဒီမှာကြောင်ဖြစ်ရမ်းရဲနော်အမတို့ကဒီလိုလည်းမဟုတ်ဘူးအမပြောတယ်ဒီကဘာကြောင့်လဲအဖိုးနဲ့ဘာကိုယူတာတစ်ထည်လည်းမဟုတ်ဘူးအဖိုးနဲ့ဘာကိုဘေးလဲနေယူတာကနေကိုညီမလေးပြေးတယ်လေခင်းသားကြီးတရက်ဒီလောက်ယူပဲတော့မဝဲဘူးအမတို့ကတစ်ထည်အမတို့မှာတကယ်ပြောတာနော်မှန်လားပြောတကယ်ပြောတာရှင်းပါလေသူတို့ရှိတယ်နော်ကစမာကလာလို့ယူသွားတာနဲ့အမတို့တစ်ထပ်တိတ်လောက်ဆိုရင်မျက်စိမိတ်လိုက်တယ်နောက်ပြင်ပါသေးအမကလေအချက်ကွဲမဆိုလို့စာပုတ်ပြီးတော့ပြောတယ်ကျမတို့တောင်းပါလားနောက်မဖြစ်ပြီးတော့အဲ့ကစမာကိုလည်းအမတို့အထက်ရောင်းပေးတယ်ဝန်ထမ်းဆိုလည်းရှင်းပါလေဖြစ်ဘူးတယ်ဒါပေမဲ့ညီမလေးတို့အများကြီးမဟုတ်ဘူးအရာမထင်တွင်းကလေးတွေပါလေးတွေဆိုလိုချင်လို့ဟိုမနေ့ကအဲ့ဟိုညီမလေးအဲ့ရောက်ကြတဲ့ကိုကြည့်ထားတာတတိပေးတယ်ဘာမှမပါဘူးအမတို့ကထုတ်တာမလည်းဒါဖိတ်ခဲ့တယ်ပါလိုင်းဘာမှမပါဘူးပြန်တော့အဲ့ရဖောက်ပြီးပါသွားတယ်အမပြန်တော့ဟိုကကြည့်တာလည်းသိရတယ်များထားလို့အမတို့ကမလုပ်တာမလေးတို့ကအမတို့ကမိသားစုလိုကောင်းနေတယ်ကောင်းတယ်ဆိုတော့ကောင်းလို့မဟုတ်ဘူးဒါညီမလေးတို့လည်းဟိုဖြစ်တယ်အမတို့ကလည်းတက်နိုင်ကြတော့ဟုတ်ပြီအခုညီမလေးကအမတို့ကဘာမျိုးရှိလဲဘာလုပ်နေလဲညီမလေးကဒီပတိကိုယူယူသွားတာဟမ်ဘာမှမလုပ်ဘူးဆိုညီမလေးယူကြမလို့ဘူးအစမပြေဘူးဆိုရင်အမတို့ပြောပြရမယ်အမတို့နိုင်ကြတော့ကိုညီမပေါ့ဒီလိုမျိုးကြတော့အမတို့ကအများနဲ့လုပ်နေတာတို့မြန်မာနိုင်ငံကဇာတိတတွေကတကယ့်ကိုပျက်စီးကုန်ပါပြီမြန်မာလူမျိုးတွေအနေနဲ့ကောင်းလို့အနေနဲ့သူများပစ္စည်းကိုလုံးဝမခိုးပါနဲ့ခင်ဗျတမန်အာဇီဝနဲ့ပတ်စံစားလို့ရပါတယ်ဘာမဟုတ်တဲ့ပစ္စည်းလေးနဲ့ဘာတန်ဖို့မှမရှိတဲ့ဟာနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေနဲ့မလဲကြပါနဲ့ခင်ဗျကျွန်တော်တို့ဟာတမန်အာဇီဝကြကြနဲ့စားမယ်ဆိုရင်ပစ္စည်းဥစ္စာကထွန်းကားလာမှလည်းဖြစ်ပါတယ်AI ခေတ်ကြီးမှာခမရခိုးမှစားရမယ်ခိုးမှနေရမယ်ဆိုရင်ကိုတတ်သိလိုက်တာအကောင်းဆုံးပါပဲခမရဘာဖြစ်လို့လဲဆိုတော့ရှင်တော့ AI ခေတ်မှာဒီလောက်ထိ
နီးပညာတွေထွန်းကားတယ်ခင်ဗျာဆိုရှယ်မီဒီယာကလည်းပတ်စံစားလို့ရနေတာပဲခြာကြပါခင်ဗျာကျေးဇူးတင်ပါတယ်